ICC မှာမင်းအောင်လှိုင်အားချိတ်ပိတ်ဖမ်းဝရမ်းထုတ်ပြန်ထားပြီးဖြစ်နိုင်ဟုဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ Timor Leste သည်အာဆီယံအဖွဲ့ဝင်ဖြစ်ပြီးလနှင်းငယ်အတွင်းမှတင်ဒေသရင်းငြိမ်းချမ်းရေးအတွက်ဦးဆောင်မှုကိုအခိုင်အမာပြသလာခဲ့ပြီးဖြစ်သည်ဟုမြန်မာအရေးအထူးအကြံပေးကောင်စီမှထုတ်ပြန်လာသည့်ကြေညာချက်တွင်ပါရှိလာပါတယ်။ရှခုလအစောပိုင်းတွင်တီမောသည့်မင်းအောင်လှိုင်အပါအဝင်စစ်အုပ်စုခေါင်းဆောင်များကို၎င်းတို့ကျူးလွန်နေသည့်စေရာဇဝတ်မှုများအပေါ်တရားစွဲဆိုရန်စတင်စီမံလာခဲ့မှုအပေါ်ချီးကျူးပြောဆိုလိုက်ခြင်းပင်ဖြစ်ပါတယ်။2024မှာစပြီးမင်းအောင်လှိုင်နှင့်အဖွဲ့ကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက်တာဝန်ခံမှုရှိလာစေရန်နိုင်ငံတကာမှစတင်ကြိုးပမ်းလာခဲ့ပါတယ်။2024နိုဝင်ဘာတွင်အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ရှေ့နေချုပ်မှရိုဟင်ဂျာများအပေါ်လူမျိုးတုံးတပ်ဖြတ်မှုနှင့်လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများနှင့်ပတ်သက်ပြီးမင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ပေးဖို့လျှောက်ထားခဲ့ပါတယ်။2025ဖေဖော်ဝါရီတွင်အာဂျင်တီးနားတရားရုံးမှမင်းအောင်လှိုင်အပါအဝင်မြန်မာစစ်ဘက်အရာရှိကြီး25ဦးကိုအလားတူပြုမှုများအတွက်ဖမ်းဝရမ်းများထုတ်ပြန်ချခဲ့ပါတယ်။2026ဇန်နဝါရီတွင်အပြည်ပြည်ဆိုင်ရာတရားရုံးမှဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံအပေါ်လူမျိုးတုံးတပ်ဖြတ်မှုတားဆီးရေးသဘောတူညီချက်Genocide Convention အရတရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်ပြီးသက်သေများ၏ထွက်ဆိုချက်များအပေါ်လူသိရှင်ကြားကြားနာပွဲများကိုပြုလုပ်ခဲ့ပါတယ်။ဒီမော်သည်ကမ္ဘာလုံးဆိုင်ရာစီရင်ပိုင်ခွင့်ဖြင့်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုတရားခွင့်တင်ရန်နိုင်ငံတကာကြိုးပမ်းမှုများတွင်နောက်ဆုံးအဖြစ်ပါဝင်လာခဲ့ပါတယ်။စစ်အုပ်စုသည်သဘောထားသေးသိမ်စွာဖြင့်အာဆီယံ၏နိုင်ငံအချင်းချင်းပြည်တွင်းရေးဝင်မစွက်ဖက်မှုကိုဖောက်ဖျက်သည်ဆိုကတီမော၏တန်ယုံရာ၏တာဝန်ခံကိုနိုင်ငံတွင်းမှနှင်ထုတ်ခဲ့ပါတယ်။တကယ်တမ်းတွင်မြန်မာအရေးသည်ပြည်တွင်းရေးသက်မဟုတ်တော့ပင်အာဆီယံတစ်ဖွဲ့လုံးကိုထိခိုက်လာနေသည့်ဒေသတွင်ပြဿနာဖြစ်ကြောင်းတီမောကထောက်ပြလိုက်ခြင်းဖြစ်သည်ဟုအထူးအကြံပေးကောင်စီကဆိုပါတယ်။မင်းအောင်လှိုင်သည်၎င်းကိုယ်တိုင်သဘောတူညီခဲ့သောအာဆီယံ၏ဘုံသဘောတူညီချက်9ရပ်ကိုလည်း48နာရီအတွင်းမှပင်ဖောက်ဖျက်ခဲ့ချိန်မှစပြီးအာဆီယံသည်စစ်အုပ်စုလုံသမျှအတွက်မယမနာအဆက်ခွဲစော်ကားခံခဲ့ရသည်မှာယခုထိပင်ဖြစ်ပါတယ်။ထို့အတွက်အာဆီယံသည်တီမောဘက်ကရက်တီပြီးစစ်ကောင်စီကိုပြင်းပြင်းထန်ထန်အရေးယူသွားရန်သာရှိတော်သည်ဟုထောက်ပြသွားခဲ့ပါတယ်။ယခုအခါဖိလစ်ပိုင်သည်အာဆီယံဥက္ကဋ္ဌဖြစ်လာသည့်အတွက်စစ်အုပ်စုအဖို့ရတဲ့မအေးစရာဖြစ်လာရသည်။ဖိလစ်ပိုင်သည်၎င်းတို့၏သမ္မတဟောင်းဖြစ်သူဒူတာတီကိုပင်မင်းအောင်လှိုင်ကဲ့သို့ပင်လူသားများအပေါ်ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများအတွက် ICC သို့လွှဲပြောင်းပေးလိုက်သည့်နိုင်ငံဖြစ်သောကြောင့်ပင်မင်းအောင်လှိုင်အပေါ်တက်ညာစွာသဘောထားနေမည်ဆိုကောင်ဒူတာတီအောင် ICC သို့လွှဲပြောင်းပေးခဲ့ခြင်းသည်မူဝါဒခံယူချက်ကြောင့်မဟုတ်တော့ပေနိုင်ငံရေးအရာအညှိုးထားမှုကြောင့်ဖြစ်သည်ဟုဆွဆွဲခံရဖို့ရှိနေပါသည်အထူးအကြံပေးကောင်စီမှဆက်လက်ထောက်ပြရာတွင်ယခုအခါဖိလစ်ပိုင်သည်မြန်မာအရေးတွင်လည်းရခိုင်ကအတိုင်း၎င်းတို့၏အခြေခံမှုများနှင့်အညီအာဆီယံကိုဦးဆောင်ရမည်ဖြစ်ပါသည် ICC သည်ယခုထိဖမ်းဝရမ်းမထုတ်ရသည်ဟုအများကယူဆထားတော်လဲတကယ်တမ်းတွင်လှုပ်ဝက်ထုတ်ပြန်ထားပြီးဖြစ်နိုင်သည်ဟုယခုလိုဖော်ပြထားပါတယ်မြန်မာအကြံပေးကောင်စီ၏စကားသွားစကားလာကိုအနေငယ်အကျယ်ချစ်ပြောလိုပေသည် ICC သည်ပေါက်ကြားခွင့်မပြုသောစေဝရန်ဟုခေါ်သည်ချိတ်ပိတ်လှုပ်ဝက်ဝရန်ထုတ်ပြန်တတ်သည်ထို့သောထုတ်ပြန်ရသည့်အဓိကအကြောင်းရင်းများကတရားခံထွက်ပြေးတိမ်းရှောင်မှုကိုတားဆီးရန်နှင့်တပ်တွေများဖျက်ဆီးပစ်တာမျိုးလုပ်လာနိုင်မှုတရားခံကတပ်တွေများကိုရန်ပြုလာမည်အရေးဟန်တာရန်တရားခံကမိမိအပေါ်ဝရန်ရှိမှန်မသိပေတခြားနိုင်ငံတစ်ခုခုကိုခီးသွားတဲ့အချိန်ဥပမာဖိလစ်ပိုင်သို့မဟုတ်တီမောကိုရောက်လာသည့်အချိန်တွင်အလစ်အငိုက်ဖမ်းဆီးနိုင်ရန်တို့အတွက်ဖြစ်သည် ICC သည်မင်းအောင်လှိုင်ကိုဖမ်းဝရန်ထုတ်တော့မှတိကျသလောက်ရှိနေပြီးယခုတောင်လှုပ်ဝက်ဖမ်းဝရန်secret ဝရန်ထွက်ပြီးသားဖြစ်နေနိုင်သည်ဟုယုံကြည်ချက်အပြည့်နှင့်ထဲသွင်းဖော်ပြထားခြင်းဖြစ်သည်အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကမင်းအောင်လှိုင်ကိုဖမ်းဝရန်ထုတ်ပြန်လာသည့်အခါဖိလစ်ပိုင်သည်၎င်းကိုဖမ်းဆီးပြီးဟိတ်ကိုလွှဲပြောင်းပေးနိုင်ရန်တရားရုံးနှင့်ပူးပေါင်းဆောင်ရွက်မည်ဆိုသည်ကိုလူသိရှင်ကြားအတည်ပြုသင့်သည်ဟုဆိုသည်တီမောလက်စတီကလည်း၎င်းတို့နှင့်အတူပူးပေါင်းလာမည်ဖြစ်ပြီးမလေးရှားနှင့်စင်ကာပူနိုင်ငံများကလည်းဝိုင်းဝန်းထောက်ခံကြရမည်ဖြစ်သည်အလားတူပင်အင်ဒိုနီးရှားသည်လည်းကုလသမဂ္ဂလူအခွင့်အရေးကောင်စီလက်ရှိဥက္ကဋ္ဌဖြစ်နေသည့်ကတကြောင်၎င်းတို့အသစ်ထုတ်ပြန်လာသောရာဇသက်ကြီးပုံမှန်တွင်လူမျိုးတုံးတပ်ဖြတ်မှုနှင့်လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအပါအဝင်အပြင်းထန်ဆုံးသောနိုင်ငံတကာရာဇဝတ်မှုများအပေါ်ကမ္ဘာလုံးဆိုင်ရာစီရင်ပိုင်ခွင့်ကျင့်သုံးရမည်ဟုပြဋ္ဌာန်းထားပြီးဖြစ်သည့်ကတကြောင်ဖြစ်၍ပါဝင်ထောက်ခံသင့်သည်စေအုပ်စု၏မတရားလှုပ်လာသည့်ရွေးကောက်ပွဲကိုလက်မခံဘဲခိုင်ခိုင်မာမာညှင်းပယ်ခဲ့ပြီးနောက်အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေနဲ့မြန်မာပြည်သူများအတွက်တရားမျှတမှုဖော်ဆောင်ပေးနိုင်ဖို့အခုထပ်ပိုမိုခိုင်မာစွာဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်သည်မင်းအောင်လှိုင်နှင့်အပေါင်းပါများကိုထိရောက်စွာအရေးယူအပြစ်ပေးနိုင်မည်ဆိုကမြန်မာပြည်သူများ၏မျှော်မှန်းချက်အကျိုးစီးပွားနှင့်ဒီမိုကရေစီဆန္ဒများကိုအပြည့်အဝဖော်ဆောင်မည့်အနာဂတ်သစ်စီသို့လမ်းဖွင့်ပေးရရောက်လိမ့်မည်ထို့ပြင်အာဆီယံ၏ဂုဏ်သိက္ခာကိုလည်းမြင့်တင်ပေးနိုင်မည်ဖြစ်သလိုဒေသ
တွင်ကအာဏာယူနေသောအခြားသောစစ်ဗိုလ်ချုပ်များအတွက်လည်းပြင်းထန်သည့်သတိပေးချက်တစ်ခုဖြစ်လာပေလိမ့်မည်ဟုဖော်ပြထားသည်ပြည်သူတို့၏တရားသောစစ်မှုတ်ချအောင်ရမည်ဆက်လက်ပြီး AA ကိုအရှုံးပေးလာပြီးဖြစ်တဲ့မင်းအောင်လှိုင်ရခိုင်ပြည်နယ်မှာအကြီးအကျယ်စစ်ရှုံးနေတဲ့အကြမ်းဖက်ဖက်စစ်တပ်မင်းအောင်လှိုင်ဟာ AA နဲ့အပြစ်ရပြုလုပ်ပေးဖို့တရုတ်ကိုအကူအညီတောင်းဆိုနေပြီး AA ဟာကပ္ပစလက်နက်ဆက်ယုံအထိပါဖြန့်ကျဲလာသလိုအခုဆိုမကွေးတိုင်းဘက်မှာလည်းကပ္ပစလက်နက်ဆက်ယုံကိုတွယ်နေတဲ့လျှက်စစ်မီးတွေနဲ့လမ်းတွေပါတော်လှန်ရေးတပ်ဖွဲ့တွေကပိတ်ဆို့နေပြီးဖြစ်တဲ့အတွက်စစ်ကော်မရှင်အတွက်ထွက်ပေါက်ခလာပြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့ဟာကြန့်ခိုင်ရေးအစိုးရတက်လာပြီးရင် AA နဲ့အပြစ်ရစေရန်အရန်အလိုရှိနေပါတယ်။ AA ကိုတိုက်ရိုက်မပြောရဲပဲတရုတ်ကိုအကူအညီတောင်းဆိုနေပါတယ်။စစ်လော်ဘီများက AA ဟာကောက်ရိုးမီတက်ခဲစသဖြင့်လောင်ကျခဲ့ကြသဖြင့်အခုတော့ရခိုင်ပြည်နယ်65ရာခိုင်နှုန်းအထိ AA ကထိန်းချုပ်ထားပါတယ်။စစ်အုပ်စုတို့ဟာသူတို့သုံးနေကြအကွက်ကိုပြန်သုံးဖို့စီစဉ်လာကြတာလည်းဖြစ်ပါတယ်။မြောက်ပိုင်းညီနောင်3ဖွဲ့အနက်2ဖွဲ့နဲ့အပြစ်ရနိုင်ပြီးစစ်ရေးအလုပ်ဖြစ်မယ်လို့ထွက်ဆခဲ့ပေမယ့်တော်လှန်ရေးအင်အားစုတွေရဲ့စုစည်းမှုကိုမရက်တတ်နိုင်ခဲ့ပါဘူး။တကယ်လို့များရခိုင်ပြည်နယ်ကနေမင်းအောင်လှိုင်တပ်တွေအကုန်ထွက်ပြီးအပြစ်ရစေရင်တော့ AA ကလက်ခံနိုင်ပါလိမ့်မယ်။ရှမ်းမြောက်ကညီနောင်2ဖွဲ့လည်းသူတို့နေမြေတွေအကုန်ရတော့ကြောင်းလက်ခံထားတာကိုတွေ့ရပါတယ်။စစ်အုပ်စုဟာ EAO တွေနဲ့အပြစ်ရက်ပြီး NUG နဲ့ PDF တွေကိုချေမှုန်းဖို့စိတ်အားထက်သန်နေတယ် PDF တွေပေါ်လာမှာမကြုံစဘူးတဲ့စစ်ရှုံးနေမှုတွေကြုံနေရတယ်ဟုစော်မင်းထွန်းတို့ဝန်ခံပူပါတယ်။ EAO တွေနဲ့နိုင်ငံရေးစကားပြောပြီး NUG နဲ့ PDF တို့ကိုရှင်းပြပြီးမင်းတို့တွေ EAO တွေကအတုံးချနေတာပဲဆိုပြီးဗမာပြည်သူတွေက EAO တွေနဲ့နိုင်ငံရေးစကားပြောပြီး NUG နဲ့ PDF တို့ကိုရှင်းပြပြီးမင်းတို့တွေ EAO တွေကအတုံးချနေတာပဲဆိုပြီးဗမာပြည်သူတွေကတိုင်းရင်းသား EAO တွေကိုမုံလာအောင်ဖန်တီးမိ PDF ကလေးတွေကြောင့်တိုင်းရင်းသား EAO တွေကိုအခုလိုစစ်ရှုံးနေရတာဖြစ်ကြောင်းစစ်အုပ်စုကယုံကြည်နေသည်မင်းအောင်လှိုင်ဟာအကြောက်လွန်ပြီးသူများအကြံနဲ့ပဲအလုံးလုံးနေရတဲ့ဘဝရောက်နေပြီဆက်လက်ပြီးမြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်မည်ဟုအင်ဒိုနီးရှားနိုင်ငံသားရေးဝန်ကြီးကတိပြုတဲ့ဆွေးနွေးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်မည်ဟုအင်ဒိုနီးရှားနိုင်ငံသားရေးဝန်ကြီးဆူဂျီယိုနိုကကတိပြုပြောဆိုလိုက်ပါတယ်။ဂျမနီဖေဖော်ဝါရီ23ရက်နေ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင်ကျင်းပခဲ့သည့်62ကြိမ်မြောက်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ UNHRC ညီလာခံတွင်ဝန်ကြီးဆူဂျီယိုနိုကယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံသားရေးဝန်ကြီးဆူဂျီယိုနိုကပါလက်စတိုင်းလွတ်လပ်ရေးနှင့်မြန်မာနိုင်ငံရှိပဋိပက္ခများအဆုံးသတ်ရေးအပါအဝင်ကမ္ဘာလုံးဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအချက်အသေးများကိုဖြည့်ရှင်းရတွင်အင်ဒိုနီးရှားအနေဖြင့်တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကတိပြုပါတယ်။မြန်မာရေးနဲ့ပတ်သက်ပြီးအာဆီယံ၏ဘုံသဘောတူညီချက်5ချက် 5PC ကိုထိရောက်စွာအကောင့်ထဲဖော်နိုင်ရေးအတွက်အင်ဒိုနီးရှားကဆက်လက်တွန်းအားပေးသွားမည်ဟုသူကဆိုပါတယ်။အဆိုပါအာဆီယံဘုံသဘောတူညီချက်များကမြန်မာပြည်ပခါကိုအဆုံးသတ်ရန်အခြေခံအုတ်မြစ်ဖြစ်တဲ့ကြောင်း၎င်းကအလေးပေးပြောကြားပါတယ်။ထို့ပြင်အာဆီယံအစိုးရချင်းလူအခွင့်အရေးကော်မရှင်AICHR ကိုပုံမခိုင်မာစီရန်နှင့်ဒေတာရင်းလူအခွင့်အရေးကာကွယ်မြင့်တင်ရေးရန်ရာများကိုအားကောင်းလာစေရန်အင်ဒိုနီးရှားကဆုံးဖြတ်ထားကြောင်းသူကဆက်လက်ပြောဆိုပါတယ်။ရှင်းဖြင့်ပဋိပက္ခများကိုဖြေရှင်းရတွင်စစ်မှန်သောတွေ့ဆုံဆွေးနွေးမှုနှင့်အပြန်အလှန်ယုံကြည်လေးစားမှုတို့လိုအပ်ကြောင်းဖြေရှင်းချက်များကိုအာရမဖိအားပေး၍မရကြောင်းဝန်ကြီးစုကြည်ယိုနိုကဆိုပါတယ်။နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေကိုလိုက်နာဖို့ဆိုတာကျွန်တော်တို့အားလုံးရဲ့စုပေါင်းတာဝန်ဝတ္တရားဖြစ်ပါတယ်ဟု၎င်းကမှတ်ချက်ပြုပါတယ်။ယခုကျင်းပတဲ့62ကြိမ်မြောက်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံသည်အင်ဒိုနီးရှားနိုင်ငံအတွက်သမိုင်းဝင်မှတ်တိုင်တစ်ခုလည်းဖြစ်ပြီးယခုညီလာခံကိုဂျနီဗာမြို့ဆိုင်ရာအင်ဒိုနီးရှားအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဂျနီဗာမြို့ဆိုင်ရာအင်ဒိုနီးရှားအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးစစ်ဟာရိုယာဆူရိုတီပူရိုကပထမဆုံးအကြိမ်အဖြစ်တဘာပတိအဖြစ်ဦးဆောင်ကျင်းပနေခြင်းဖြစ်ပါတယ်။အဆိုပါညီလာခံကိုဖေဖော်ဝါရီ23ရက်နေ့မှမလ31ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်။ကျမတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။